အားလုံးပဲမင်္ဂလာပါအင်ကြီးဖြူတွေကိုပေါ်လွင်အောင်ဘယ်လိုရေးရမလဲဆိုပြီးတော့လာမေးထားတာရှိလို့ဒီအင်ကြီးအဖြူတွေဝတ်ထားတဲ့ဇွန်ရဲပုံတူပကြီးကားလေးကိုရေးပြမယ်နော်အဲ့တော့မြင်မြန်ဆက်ဆန်လေးနဲ့အတူချုံးပြီးတော့ရေးပြရှင်းပြပါမယ်ထုံးစံအတိုင်းလူပုံတူတွေရေးတဲ့အခါမှာဒီမျက်လုံးကနေစပြီးတော့ရေးလေးရှိတယ်ပေါ့နော်အဲ့တော့မျက်လုံးကိုဒီမြင်ကုန်ဆော့ပန်လေးနဲ့ရေးပါတယ်ရံဖန်ရံခါမှာစုတ်တာနံပါတ်1ကိုလည်းအသုံးပြုလို့ရပါတယ်မြင်ကုန်ဆော့ပန်ဆိုတာတော့ဒီဆော့ပန်တစ်ချောင်းပေါ့နော်သူ့ရဲ့ဆော့ပန်ထဲမှာမူလမှင်အစိမ်းအောင်ဖြစ်ဖြစ်အနီအောင်ဖြစ်ဖြစ်အဝိုင်းအောင်ဖြစ်ဖြစ်စသဖြင့်ရှိတယ်ပေါ့နော်အဲ့ဒီမူလမှင်အချောင်းလေးကိုအပြင်ကိုထုတ်ပြီးတော့ဒီဆော့ပန်ရဲ့ထိတ်ကဒီအမွှေးဖွားလေးပေါ့ရေးလို့ရတဲ့အခုမြင်နေရတဲ့အမွှေးဖွားလေးပြောင်းဆင်သွားအောင်လို့ရေးနဲ့ဆင်အောင်ဆင်းရတယ်ပေါ့နော်ပြီးမှအချောက်ခမ်းပြီးတော့ခဲမုံနဲ့တိုးပြီးတော့ရေးတဲ့သဘောပါနှာခေါင်းပေါက်နေရာလေးတွေကလည်းဒီထိကျတဲ့အတွက်ဒီမြင်ကုန်ဆော့ပန်နဲ့ပဲရေးပါတယ်ပြီးတော့ဒီနှာခမ်းနေရာလေးတွေကိုလည်းလိုအပ်ရင်လိုအပ်သလိုမြင်ကုန်ဆော့ပန်ကိုသုံးပြီးတော့ရေးလို့ရပါတယ်စပင်းအမြင်လေးတွေကိုလည်းစုတ်တာနံပါတ်5ကိုသုံးပြီးတော့အရာလေးတွေပေးထားလိုက်ပါမယ်စုတ်တာနဲ့စပင်းရေးတဲ့နေရာမှာတချို့သူတွေကအခက်အခဲလေးတွေဖြစ်တယ်ပေါ့နော်သူတို့ကဒီစုတ်တန်ကိုအမွှေးတို့တော်တော်လေးတိုးပြီးတော့တုံးနေတဲ့အထိလုပ်တယ်ပြီးရကြမှာဒီတစ်ချက်ချင်းစီရေးမယ်ဆိုပြီးတော့ဆုံးဖြတ်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့စုတ်တန်အမွှေးနည်းနည်းရှည်ရှည်နဲ့လည်းရေးလို့ရတယ်ပေါ့နော်အဓိကကတော့တုံးပေါ့နော်တုံးကအဓိကပါတချို့ကျတော့စုတ်တန်အမွှေးတွေကိုတူအောင်ကကြီးနဲ့ညှက်ပြီးတော့မှရေးတယ်ပေါ့နော်ဒါနီလန်းအမှန်မဟုတ်ဘူးပေါ့ခဲမုံကြီးမှာတနေရာတဲ့ကိုအပြီးရေးလို့အဆင်မပြေပါဘူးဟိုနေရာကိုနည်းနည်းဖြည့်လိုက်ဒီနေရာကိုနည်းနည်းဖြည့်လိုက်ဖြည့်ပြီးတော့နောက်ဆုံးပြီးသွားမှပုံကပြည့်ပြည့်စုံတဲ့ပုံမျိုးထွက်လာတာပေါ့နော်တနေရာတဲ့ကိုအပြီးရေးလို့မရပါဘူးဒါကတော့တုံးပပလေးစပြီးတော့ဖြည့်တဲ့အပိုင်းပေါ့နော်စုတ်တန်နံပါတ်2ကိုသုံးထားပါတယ်ဒီနဖူးနေရာလေးကပြင်းနေတဲ့ကျဲတော့စုတ်တန်နံပါတ်အပြားကြီးကိုသုံးလို့ရတယ်နံပါတ်6သို့မဟုတ်7 8လောက်ကိုသုံးလို့ရတယ်ပေါ့နော်စကင်တုံးရေးတဲ့နေရာမှာအေရီယာပြင်းကျဲတဲ့နေရာတွေကိုစုတ်တန်နံပါတ်အကြီးကိုသုံးလို့ရပြီးတော့ဒီလိုနည်းနည်းအလူစိတ်တဲ့နေရာတွေရေးရတာကျင်းမြောင်းတဲ့နေရာတွေဆိုရင်တော့စုတ်တန်နံပါတ်အသေးလေးကိုသုံးလို့ရတယ်ပေါ့နော်ဟိုနည်းနည်းဖြည့်ဒီနည်းနည်းဖြည့်နေမျက်နှာလေးပြီးသွားပြီဆိုတော့ဒီလက်နေရာကိုရေးတယ်ပေါ့နော်ဒီတပုံလုံးမှာအင်ကြီးအဖြူတွေဝတ်ထားတာဖြစ်တဲ့အတွက်အဖြူပါလွှဲရင်ကျန်တဲ့နေရာတွေအကုန်လုံးကိုအရင်ရေးပါမယ်ဒါမှသာလည်းရင်ဒီအဖြူပါပေါ်တော့မှာပေါ့နော်ဟောအလင်းကိုပေါ်ခြင်းအမောင်ကိုအရင်ဖြည့်ရတယ်ဆိုတဲ့သဘောတိုင်းပါပဲဒါကြောင့်မို့လို့အင်ကြီးအဖြူနေရာတွေကိုခြံပြီးတော့ဒီမျက်နှာအစိပ်ပိုင်းတွေစပင်တွေလက်တွေပြီးရင် background တွေကိုအရင်ဖြည့်ပါမယ်
ဒီပုံမှာအမောင်ကိုသားပြုတဲ့မျက်နှာစိပ်ပိုင်းတွေစပင်တွေလက်တွေ background တွေကိုအရင်ရေးလိုက်ခြင်းအပြင်အလင်းကိုကိုသားပြုတဲ့အင်ကြီးအဖြူတွေကသူ့လိုပေါ်ထွက်လာတဲ့သဘောပဲဖြစ်ပါတယ်အင်ကြီးအဖြူရေးတဲ့နေရာမှာလည်းအင်ကြီးအဖြူဆိုပြီးတော့ဒီတိုင်းကြီးအဖြူကြီးပဲထားခဲ့လို့မရပါဘူးအင်ကြီးအဖြူတွေမှာလည်းသူ့နဲ့လိုက်ဖက်တဲ့တုံးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီတုံးတွေကိုမှန်ကန်အောင်ဖြည့်ပေးရပါတယ်ဒီလိုဒီထေးကြတဲ့နေရာလေးတွေကိုတော့ပကြီးကားတကားလုံးပြီးသွားကနေ့အချိန်မှာဒီအချောသက်အနေနဲ့လိုက်ပြီးတော့တိတိကျကျလေးဖြည့်ရတယ်ပေါ့နော်ဒီ17-15 စိုက်ပကြီးကားကတော့ဂျပန်မှာနေတဲ့ညီမလေးတစ်ယောက်ကအပ်ထားတာပါဂျပန်ကိုတော့ရောက်သွားပြီပေါ့နော်အဲ့တော့ပြည်ရင်းကရောပြည်ပကရောအနေနဲ့ရက်ကမဆူရဲ့လက်ရာကိုကျိုင်းနေတက်ပြီးတော့ရုံကြီးကြီးနဲ့ပကြီးကားတွေအကြတဲ့ customer တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းဆက်ကြိုးစားသွားပါဦးမယ်နော်